ယေမနာရှိလို့ခေါ်တဲ့အေဂျင့်တာရတဲ့ကျေးလက်တော်ရွာလေးတွေရွာမှာအရာနဲ့ဆိုတဲ့ကောင်မလေးတယောက်ရှိခဲ့ပါတယ်။သူဟာရွှင်ရွှင်ပြန်ရှိပြီးစိတ်ထားကောင်းမွန်တဲ့အပြင်မိသားစုရဲ့လေယာလုပ်ငန်းတွေကိုလည်းမြင်းမညူကူညီလုပ်ကင်ပေးတဲ့သူပါအရာနဲ့မှာရင်ဖွင့်ဖော်ရင်ဖွင့်ဖက်သူငယ်ချင်းကောင်း3ယောက်လည်းရှိပါသေးတဲ့အကြောင်းမှာတော့သူတို့တစ်ဖွဲ့လုံးဟာဝါရုပ်တုတ်တွေမို့ဘသူမျက်စီထဲမှမဝင်ခဲ့ကြပါဘူး။ဒါပေမဲ့အရာနဲ့ရဲ့နှလုံးသားထဲမှာတော့တိတ်ဆိတ်ချစ်နေရတဲ့မင်းသားလေးတစ်ပါးရှိခဲ့ပါတယ်။သူကတော့အထက်တန်းကျောင်းကနမီကြီးကောင်လေးဟာယာရိုပါတခါကဖျားစင်းတူတော်တဆူပြုတ်ကြမဲ့အနေရကနေဟာယာရိုကသူ့ကိုကေတင်ပေးခဲ့ဘူးတာမို့အရာနဲ့ဟာယာရိုကိုရင်ထဲကနေအမြဲတမ်းကျေးဇူးတင်ပြီးသဘောကျနေခဲ့တာပါ။ဗလင်တိုင်းနဲ့ရောက်တဲ့အခါမှာတော့အရာနဲ့ဟာတတိတွေမွေးပြီးကိုယ်တိုင်လှုပ်ထားတဲ့ချောကလက်ဖူးလေးကိုကင်ကာဟာယာရိုကိုသွားပြီးဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ဟာယာရိုဟာချောကလက်ဖူးကိုယူဖို့နေတာအရာနဲ့ရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးနှာခေါင်းရှုံလိုက်ပါတယ်ပြီးတော့စူမိုနဘန်းပွဲတွေမှာအော်လေးရှိတဲ့ဓားစကိုလိုဆိုရဲ့စကားလုံးနဲ့အရာနဲ့ရဲ့လူလုံးကိုလောင်ပြောင်ပြီးစိတ်နှလုံးကြေကွဲအောင်လှုပ်လိုက်ပါတော့တယ်။ရှက်လုံးဝမ်းနေလုံးလို့ငိုယိုပြီးပုံနေတဲ့အရာနဲ့ကိုသူ့သူငယ်ချင်းရှိဟီရိုကနှစ်သိမ့်ပေးပြီးတိုဂျိုကနမီကြီးလပြင်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်။အဲဒီကအလှပြင်ပညာရှင်ကာယာရာကအရာနဲ့ကိုစိတ်ခွန်အားတွေပေးခဲ့ပြီးတကယ်တော့အလှပြင်နေဆိုတာရုပ်ရည်ပြောင်းလဲဖို့တင်မဟုတ်ဘူးမိမိကိုယ်ပြန်ချစ်တတ်ဖို့ဖြစ်တယ်လို့တင်ပေးခဲ့ပါတယ်။အချိန်တွေကုန်လွန်သွားပြီးနောက်အရာနဲ့ဟာအီတလီနိုင်ငံကိုတွားရောက်ပြီးဘဝတစ်ကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဂျမာရဲ့အလှည့်ပြောင်းကြောင့်ဂျက်စကီမရော်ဆက်မှုဖြစ်ပြီးတတိလစ်မစ်မျိုးကအရေးပေါ်အစာအိမ်ခွဲစိတ်မှုလုပ်ခဲ့ရပါတယ်။အဲ့ဒီတန်ကြောင့်အရာနဲ့ဟာကိုလေးချိန်တွေအလျင်မြန်ကျဆင်းသွားပြီးရခင်ကနဲ့မတူပဲပိန်ပိန်ပါပါချောမောလာပါတဲ့မိန်းကလေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့အရာနဲ့ဂျပန်ကိုပြန်လာတဲ့အခါမှာတော့သူ့ရဲ့ငယ်သူငယ်ချင်းတွေတောင်သူ့ကိုမမတ်မိနိုင်လောက်အောင်ဖြစ်သွားခဲ့ရပါတယ်။အရာနဲ့ဟာတိုဂျိုကဆိုင်မှာပဲလက်ထောက်အဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ပြီးလေတော်ထဲမှာနွားနိုးညစ်ခဲ့ရတဲ့သူ့ရဲ့အားကောင်းပြီးနူးညံ့တဲ့လက်ဖွားတွေကြောင့်လူနာတွေကိုတက်တာစေတဲ့ဖျားသခင်ပေးတဲ့လက်ဖွားရှင်လို့နမီကြီးလာခဲ့ပါတယ်။ဒီနေ့မှာတော့အရာနဲ့ရဲ့ဆိုင်ရှင်ကိုအရေးကြီး VIP 80တယောက်ရောက်လာပါတယ်။သူကတော့အရာနဲ့တစ်သက်လုံးအားပေးလာခဲ့ရတဲ့စူပါအိုင်ဒိုမင်းသားချောတာဂူမီပဲဖြစ်ပါတော့တယ်။ဒါဂူမီဟာအရာနဲ့ရဲ့ကုသမှုကိုအရန်သဘောကျသွားပြီးသူတို့နှစ်ယောက်ဟာတဖြည်းဖြည်းရင်းနှီးသွားကြကချင်းတွေရဲ့အထီဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မနာလိုဖြစ်เสียအရှုပ်ထုတ်တွေပေါ်လာပါတော့တယ်။အတိတ်ကအရာနဲ့ကိုနှင်ခဲ့ဟာယာရိုဟာအခုအခါမှာမင်းသားတယောက်ဖြစ်နေပြီးအရာနဲ့ချောမောလာပလာတာကိုမြင်တော့မှပြန်ပြီးပတ်သက်ဖို့စူးစမ်းလာပါတယ်။အရာနဲ့ကညင်းပယ်ရဲ့အခါမှာတော့ဟာယာရိုနဲ့မင်းသမီးဖူဂျီရှီယိုတို့ပူးပေါင်းပြီးအရာနဲ့ဝရုံးကပုံကိုမီဒီယာတွေစီချပြကတိတ်ခါချဖို့စူးစမ်းကြပါတော့တယ်။ဒါဂူမီဟာအရာနဲ့ရဲ့အတိတ်ကပုံဟောင်းကိုမြင်လိုက်ရတဲ့အခါအံ့မသွားပေမဲ့အရာနဲ့ပေါ်ထားတဲ့စိတ်ကမပြောင်းလဲခဲ့ပါဘူး။ဟာယာရိုကအရာနဲ့ကိုအပိုင်ရဖို့အတွက်ကားပေါ်ခေါ်သွားပြီးအကြက်ကင်တဲ့အခါမှာတော့အရာနဲ့ကတတိရှိရှိနဲ့ဟာယာရိုရဲ့ဘားကိုဖျက်ရိုက်ပြီးငါဟာနင်တို့လူယူစရာဆုလက်တစ်ခုမဟုတ်ဘူးလို့ပြက်ပြက်သားသားပြောကထွက်လာခဲ့ပါတယ်လောကကြီးတစ်ခုလုံးကသူ့ကိုဝိုင်းပြီးကဲရဲရှုတ်ချနေချိန်လမ်းပေါ်မှာမရော်ဆဖျားစင်းတူတော်ဦးခေါင်းကြီးတစ်ခုပြုတ်ကျလာပြန်တဲ့အခါမှာတော့ဒီတစ်ချိန်မှာအရာနဲ့ကိုပြေးပြီးဖက်ကကဲတင်လိုက်သူကဟာယာရိုမဟုတ်တော့ပါဘူးအရာနဲ့ကိုစစ်မှန်စွာချစ်မြတ်နိုးတဲ့ဒါဂူမီပဲဖြစ်ပါတယ်ဒါဂူမီကအရာနဲ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးမင်းရဲ့အတိတ်ကဘလို့ပဲဖြစ်ဖြစ်ငါအတွက်ဘာမှရေးမကြီးဘူးလို့ရင်ဖွင့်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကောလာဟလတွေနဲ့ကောက်ချစ်သူတွေရဲ့အကြံစီတွေအားလုံးပေါ်ပေါက်သွားပြီးတမန်တရားကအနိုင်ရသွားခဲ့ပါတယ်။အရာနဲ့ဟာသူ့ကိုချစ်တဲ့မိသားစုသူငယ်ချင်းတွေရှိရာကျေးလက်တော်ရွာလေးစီတာဂူမီနဲ့အတူခိတပြန်လာပြီးစိတ်အေးချမ်းမှုကိုရှာဖွေခဲ့ပါတယ်။သူတို့နှစ်ယောက်ရင်းနှီးခဲ့တဲ့စားတောက်ဆိုင်လေးမှာပြန်ဆောင်ကြတဲ့အခါအရာနဲ့ကဒါဂူမီကိုပြုံးပြီးပြောလိုက်ပါတယ်။ကျွန်မစိတ်ခွန်အားတွေပိုပြီးကြန့်ခိုင်လာအောင်အရင်ဆုံးစူးစမ်းပါဦးမယ်။အစင်သင့်ဖြစ်တဲ့နေ့ကြရင်တော့ရှင်မဆောင်နိုင်လောက်အောင်ကျွန်မဘက်ကအရင်ဆုံးဖွင့်ပြောပါမယ်တဲ့။ဒါဂူမီကလည်းနူးညံ့တဲ့အပြုံးနဲ့တိတ်တော့ကြအောင်မဆောင်ခိုင်းပါနဲ့နော်လို့ပြန်ပြောရင်းဒီပုံပြင်လေးဟာပျော်ရွှင်စရာတိနဲ့ပြီးဆုံးသွားခဲ့ပါတော့တယ်